ဒီလည်းပစ္စည်းပြန်ရောက်ပြီနော်အရန်အမေးများနေကြတာအဲဒီလိုမျိုးဒါလုံကြီးတီးတဲ့နော်အတွန်းထဲမှာကော်ပိတ်တွေပါလိခံပြီးသားအဖြူမေးကြတဲ့ချက်မှနော်တပည့်အင်ကြီးလုံကြီး3မျိုးနော်တပည့်အင်ကြီးလုံကြီး3မျိုးနော်တပည့်မျိုးအပြည့်စင်လေးလည်းပြန်ပါလာတယ်နော်အားလုံးမင်္ဂလာပါဗျာကျဲတို့ဘက်ကနေပြန်လဲကြိုးဆိုပါလေကဲကျွန်တော်တို့ဒါဒီနေ့လဲဒီမှာတစ်ထုပ်ပါမယ်ဒီမှာ2ထုပ်ဒီမှာ3ထုပ်ဆိုပြီးကျွန်တော်တို့ဒါပစ္စည်း3ထုပ်ဒါအသက်တွေထက်ရောက်ထားတယ်ကျွန်တော်တို့ဒါအထဲထဲမှာလည်းပစ္စည်းတွေအရန်လာတဲ့ဂျက်ခုတ်တွေရောတကွင်းချင်းတွေရောဝမ်းဆက်တွေရောအများကြီးပါတယ်ပြောတယ်တူတူကြည့်အောင်ကျွန်တော်တို့မှာပထမဆုံးတွေ့တာတော့ကျွန်တော်တို့ဟွာယောက်ျားလေးကုတ်ဆကျွန်တော်တို့မှာကုတ်ဆဒါလက်ရဂျက်ခုတ်လက်ရဆက်တွေကုတ်ဆတွေ့တယ်ပြီးရင်ကျွန်တော်တို့ဒါဖလန်ပေါ့နော်ဒါပတ်ထမိတ်နော်လုံကြီးနှစ်ကိုက်ကွန်းလုံကြီးနော်အဲ့ဒါတွေ့တယ်ပြီးရင်ကျွန်တော်တို့ဒီမှာလုံကြီးတွေတွေ့တယ်နော်ဒါလေးတွေတွေ့သူကပတ်ထမိတ်ကာလာ2ရောင်ရမယ်နောက်ပြီးရင်ကျွန်တော်ဒီမှာဒီမှာအလားဒါလုံးဝအိုင်ဇော်ရဲ့စစ်ပါကျွန်တော်ဒါပတ်ထမိတ်အိုင်ဇော်ရဲ့စစ်နော်ကျွန်တော်ဒါဒီကောင်လေးဆို3သိန်းကျော်မယ်တခုပြောချင်တာကျွန်တော်ဒါဗီဒီယိုအခုဗီဒီယိုဖိုင်ကကျွန်တော်ဒါအထုပ်ဖောက်တဲ့ဗီဒီယိုဖြစ်တယ်ဗောလေအထုပ်ရောက်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါဈေးနှုန်းလေးတွေကကျွန်တော်ပြီးမှကျွန်တော်နောက်နေ့ကျမှကျွန်တော်ပုံလေးနဲ့တူကျွန်တော်ထပ်ပြီးပြင်ပေးမယ်အခုဗီဒီယိုကတော့ဒါအထုပ်ဖောက်တဲ့ဗီဒီယိုပြောကျွန်တော်လည်းဈေးနှုန်းမသိသေးဘူးကျွန်တော်ပစ္စည်းတွေရောက်ကြောင်းပြတာဒါအရင်ရွေးချင်တဲ့ချက်မတွေနော်အကိုတွေအမတွေတခါလေးရွေးထားလို့ရအောင်လို့ကျွန်တော်ဒါအထုပ်ဖောက်ရင်းနဲ့ဘာတွေပါလဲဆိုတော့အရင်ဦးဆုံးလာပြီးတော့ပြောပြခြင်းဖြစ်တယ်နော်ပုံလေးနဲ့ကျွန်တော်ဈေးနှုန်းလေးတော့နောက်နေ့မှကျွန်တော်ထပ်ပြီးတော့ပုံလေးနဲ့တခြားရိုက်ပြီးကျွန်တော်ပြန်ပြပေးမယ်နော်အဲ့ဒါလေးကျွန်တော်အရင်ပြောတယ်နော်နော်ဒီမှာဒီလိုလေးပါမယ်နော်ဒါလေးပါမယ်ပြီးရင်ဒီမှာပန်းလေးကျွန်တော်ပန်းလေးပစ္စည်းပြနေကြာပြီနော်တခြားမှာကျွန်တော်ဒါလက်ဆောင်ပေးမလားကိုယ်တိုင်ဝက်မလားနော်ကောင်းပေါ်မြေပြနော်အရန်လာတော့နော်ပန်းလေးပါမယ်နော်ပန်းလေးပါမယ်နော်ပန်းဒီဇိုင်းလေးပါမယ်နှစ်ကိုက်ကွန်းလေးရက်လက်ကောက်ထဲနော်နှစ်ကိုက်ကွန်းလေးရက်လက်ကောက်ထဲနော်ဒါကျွန်တော်စီကိုဒါကလေးမျိုးကျွန်တော်ရဲ့စိုင်ခွဲเนาะကျွန်တော်စိုင်ခွဲကျွန်တော်ကလေးမျိုးစိုင်ခွဲရွှေလေးရကျွန်တော်ရောက်ခမအင်္ဂါနေမှာဒါပို့လိုက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ်ပိုင်ရက်ကန်းနေနေပေါ့လေကျွန်တော်အဲ့ဒီရက်ကန်းနေပြီးမှကျွန်တော်ဒါပို့လိုက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်เนาะဒါလေးလည်းကြိုတင်ပြောပြရစီနော်ဒီမှာဒါလေးလည်းအိုက်ဇောဘက်ကလာတဲ့ဟာလေးတွေနော်ပတ်ထမိတ်ချင်တာပဲနှစ်ကိုက်လားမသိဘူးเนาะကျွန်တော်ပြီးမှပြန်နှစ်ကိုက်ကွန်းနော်နှစ်ကိုက်ကွန်းနေပါမယ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာချက်ကုတ်ကမှကျွန်တော်တို့ဒါဘာလေးဖြစ်မလဲဆိုတော့တပည့်အင်ကြီးလုံးကြီး3မျိုးဖြစ်မှာထင်တာပဲဒါဒူးနာတွေပေါ့နော်ဒူးနာဒါမဆက်ရသေးဘူးမဟုတ်ပါဘူးမဆက်ရသေးဘူးတော့ဒီလိုဒူးနာဒါအစနော်ဒီလိုဒီဇိုင်းတွေနော်ဒီလိုဒီဇိုင်းတွေနော်ဒီလိုဒူးနာတွေနော်အနီအနဲ့နော်ခရမ်းတို့အပြာတို့ပေါ့နော်ဒီလိုမျိုးတွေပါမယ်တပည့်အင်ကြီးလုံးကြီး3မျိုးဟုတ်ဒူနာဒါလုံကြီးတီးတဲ့ခွင်းနော်လုံကြီးတီးတဲ့ခွင်းမပန်းလေးတွေအရန်လာတော့ကာလာပေါက်ပွဲလေးလည်းပါမယ်စင်တူလေးလည်းပါမယ်နော်ဒါလေးတွေရောက်ထားတယ်နော်ပန်းလေးဒါခုနကတူလာမသိနော်ဒီလိုမျိုးပန်းလေးနှစ်ခိုက်ခွင်းတွေနော်ပန်းလေးရှယ်လေးလိုက်နော်ဒီမျိုးလေးပြီးရင်ဒီမှာဒါကာလာကန်ပေါ့နော်ဒီလိုကာလာကန်လေးပါမယ်နော်ပြီးရင်ကျွန်တော်ဒါတော့1 set ဖြစ်တယ်နော်1 set နော်အင်ညာပြောင်းနေလာတာနော်အင်ညာပြောင်းနေလာမယ်နော်1 set ပြီးရင်မှာတွဲလောင်းတို့ပါမယ်တွဲလောင်းတို့တွေကကျွန်တော်ဒါဆိုင်မှာကျတော့အနီတစ်ထည်ပဲတစ်စုံပဲကျန်တော့တယ်ဟိုတစ်ခေါက်ကကျွန်တော်ဒါ9စုံ6စုံရောက်တာပစ္စည်းမရှိတော့နော်ဒီမှာတပည့်ရဲ့အင်ညာမချော့ရသေးဘူးနော်အဲ့ဒါကိုမှကျွန်တော်ဒီမှာဒါမီဇိုမှာဒါလုံကြီးတီးတန့်ပေါ့နော်ဒီလိုမျိုးဒါလုံကြီးတီးတန့်နော်အတွန်းထဲမှာကော်ပိတ်တွေပါလိခံပြီးဒါတခါလဲကောက်ဝက်လို့ရပြီနော်လုံကြီးတီးတန့်တခါလဲကောက်ဝက်လို့ရပြီနော်ဒါမီဇိုမှာကျွန်တော်ဒါအတီးတိုးလဲရတယ်လို့ကျွန်တော်ဒါနော်အတီးတိုးလဲရတယ်လို့ကျွန်တော်ဒါအလွတ်တွေလဲလုံကြီးအလွတ်တွေလဲကျွန်တော်ဒါရတယ်နော်လုံကြီးအလွတ်တွေလဲရမယ်ခုပစ္စည်းတွေပြန်ပါလာတယ်ဆိုင်မှာလဲကျွန်တော်ဒါကာလာတွေမှじゃပိန်ဥတို့နော်တခြားကျွန်တော်ဒါကာလာလေးလဲအဲ့ဆိုင်မှာလဲအသင့်ရှိပါတယ်နော်ဒီလိုမျိုးနော်ဒါလုံကြီးကတော့တခါလဲကောက်ဝက်လို့ရပြီ
ဒါဆွဲကြိုးတွေပေါ့နော်ဆွဲကြိုးတွေလည်းပစ္စည်းပြန်ရောက်တယ်ဆွဲကြိုးလေးတွေကကျွန်တော်တို့ဒါ1000ကျော်ကနေစရှိမယ်1000ကနေစရှိမယ်နော်ဒီမှာဒါခုနကမီဆိုဒါကြတော့ဟာခါလာဘာစံနဲ့တစ်ချက်ကြည့်မယ်နော်ဒါလာကြတော့တီးတိန်ဒါလေးလည်းပစ္စည်းပြန်ရောက်ပြီနော်အရန်အမေးများနေကြတာနော်ဒီမှာကျွန်တော်ဒါပစ္စည်းပြန်ရောက်ပြီနော်နော်ဒါဆိုရင်နော်တပည့်အင်ကြီးလုံးကြီး3မျိုးတပည့်အင်ကြီးလုံးကြီး3မျိုးဒူနာလေးတွေနော်ဒီကောင်ဒူနာလေးတွေဒူနာပါမယ်ချက်ခုတ်ကိုဒူနာလေးပါမယ်နော်ဒါလည်း1 set ပဲဒီကောင်လည်း1 set နော်စိုက်မှာလည်းကာလာတွေအသင့်ရှိရနော်ကာလာတွေအသင့်ရှိမယ်နော်ဒါလည်းပန်းနော်ဟုတ်တယ်နော်ချက်ခုတ်တွေဒူနာတွေအပြည့်စံလေးနော်ဒါဒီလိုချိတ်တွေလည်းပါတယ်နော်ဒါလုံးကြီးတကွင်းချင်းဒီကောင်ကြောင့်တကွင်းချင်းနော်အိုးမလာရှယ်ကြီးကကျွန်တော်ပုံလေးရိုက်ပို့မယ်နော်ပုံလေးရိုက်ပြန်ပို့ပေးမယ်တစ်ထည်ချင်းစီဖြန့်ရတာနည်းနည်းလေးခက်ခဲလိုက်မယ်နော်ဒီလိုမျိုးတုံပန်းဆက်တွေနှံဆက်တွေနော်တပည့်အင်ကြီးလုံးကြီးတွားဒါလုံးကြီးဒီမှာအင်ကြီးရတပည့်နော်ကာလာတွေအများကြီးပါတယ်ဒီမှာကာလာတွေနော်ကာလာတွေရောဒီဇိုင်းတွေရောဒါစင်တူဆိုနေဒီမှာစင်တူလေးလည်းရမယ်နော်ဒီလိုမျိုးတွေလည်းရတယ်လို့ဒီလိုမျိုးကာလာတွေလည်းရမယ်ပြန်ရောက်ပြီပစ္စည်းပြန်ရောက်တယ်နော်ဒါလေးတွေရောက်တာရောက်လိုက်ကုန်လိုက်ပေါ့နော်တပည့်အင်ကြီးလုံးကြီးသူကလုံးကြီးတီးတဲ့တော့မရဘူးတပည့်အင်ကြီးလုံးကြီး3မျိုးနော်အဲ့တော့ဒီမှာကာလာတွေနဲ့ပါမယ်နော်အနည်းအနဲ့နော်ခရမ်းအပြားအဲ့လိုမျိုးလေးပါနော်စင်တူတွေဝင်လို့အောင်ကာလာလေးတွေပါမယ်နော်ဒီမှာဒီကောင်လေးတွေကျတော့ဒါကတော့အပြည့်တော့အများတန်းနဲ့ရောက်တိုင်းလဲပါတယ်နှစ်ခိုက်ကွန်းတစ်ကွင်းချင်းပေါ့နော်ဒီလိုမျိုးလေးတွေပြီးရင်ဒီမှာဒါ1 set တွေနော်1 set တွေဒါလေးလည်းကျွန်တော်ပုံလေးနဲ့တေချာပြန်ရိုက်ပို့ပေးမယ်နော်ဒါလေးလည်း1 set ကလေးတွေโอเคဒီလိုထုတ်ပါရမအောင်ရဒီမှာကျွန်တော်ဒါမတူပြီတပည့်အင်ကြီးလုံးကြီး3မျိုးရွှေကြီးကန်sorry နော်ရွှေကြီးကန်တပည့်အင်ကြီးလုံးကြီး3မျိုးနော်တပည့်အင်ကြီးလုံးကြီး3မျိုးပြီးရင်ဒီမှာအမိတ်ဆန်ပေါ့နော်1 set နော်ဒီလိုမျိုးလေးပါမယ်ပြီးရင်ဒီမှာနော်ဒါကြောကာလာကန်ပေါ့နော်ဒီလိုမျိုးလေးတွေပါမယ်ဟောတော့ချိတ်ပေါ့နော်ဒါတော့ချိတ်ကိုမှကာလာဖြစ်ကာလာဒူနာနော်ဒီမှာဒူနာလေးရမယ်ကျွန်တော်ဒါမနေ့ကလည်းကျွန်တော်ပုံနေထပ်တင်ပေးထားနော်ဒါကာလာလေးတွေပြန်ရောက်ထားနော်ဒီမှာကျွန်တော်ဒါချက်ကုတ်ကိုမှရှယ်ဒူနာလားပြည့်လားမသိကြည့်ရဒီမှာဟောတုံမန်းဆက်တွေနော်ဒီလိုတုံမန်းဆက်ကိုမှကာလာလေးနဲ့ဒီမှာတပည့်အင်ကြီးလုံးကြီး3မျိုးတော့ဒီလိုမျိုးလေးတွေနော်တပည့်အင်ကြီးလုံးကြီး3မျိုးတော့အောက်မှာအနားသက်လေးတွေမှာကာလာလေးတွေကွဲတယ်နော်ဒီမှာဒီလိုမျိုးလေးတွေနော်ကာလာကွဲတွေရမယ်နော်ဒီဇိုင်းကွဲရမယ်နော်တုံမန်းဆက်ဒီမှာတုံမန်းဆက်ခုနလိုမျိုးနော်ပြီးရင်ကျွန်တော်ဒါအနဲ့ရမယ်နော်ဒါအပြည့်စံဒါတော့အပြည့်နော်အနီနဲ့စိုင်မှာကျတော့ကျွန်တော်အနီရောင်အနဲ့ရောင်နော်ပိန်ဥအဝါနော်အဲ့ဒါလေးထက်ရအောင်မယ်နော်တပည့်အင်ကြီးလုံးကြီး3မျိုးနော်ဒါတူမဒီမှာလည်းချက်ခုတ်တွေအများကြီးပဲဟောဒီမှာခုနကဖြန့်ပြတဲ့ဒါအပြည့်စင်ဟိုမှာအနီရောင်ဒီမှာအဖြူရမယ်အဖြူတန်လေးအဖြူကြိုက်တဲ့ချက်မတွေအဖြူမေးကြတဲ့ချက်မတွေနော်တပည့်အင်ကြီးလုံးကြီး3မျိုးနော်တပည့်အင်ကြီးလုံးကြီး3မျိုးနော်ဒီလိုမျိုးအပြည့်စင်လေးလည်းပြန်ပါလာတယ်နော်ဒါအရန်အမေးများလေးတပည့်အင်ကြီးလုံးကြီး3မျိုးနော်အနီများတာပေါ့နော်ချက်သွေးနော်အပြည့်စင်လေးတပည့်အင်ကြီးလုံးကြီး3မျိုးနော်ဒါချိတ်ပြည့်
ခြေပြည့်နော်အနီရောကြက်သွေးနေနော်တပည့်အင်ကြီးလုံးကြီး3မျိုး